အားလုံးပဲမင်္ဂလာပါဆန်းလင်းလက်ကနေပြန်လဲကြိုဆိုပါရစေဒီနေ့မှာဆိုရင်ကျွန်တော်တို့လေ့လာတော့မှာကတက်တစ်တီထဲမှာdouble attack ဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်အဲ့တော့အရှိမကျွန်တော်တို့သင်ခန်းစာတွေဗီဒီယိုတွေမှာဘာတွေလေ့လာခဲ့လဲဆိုရင်ဒီ chatbot တွေနောက်တစ်ခါဒီကစားကောင်လေးတွေရဲ့ဘယ်လိုရွှေ့ရဲသွားတယ်စတဲ့အခြေခံအကြဆုံးဟာတွေကိုကျွန်တော်လေ့လာခဲ့ပြီဒီနောက်တစ်ခုဒီ level မှာစပြီးတော့ဘာစလုပ်တော့မလဲဆိုတော့တက်တစ်တွေပေါ့နော်တက်တစ်တွေဆိုတော့ဒီ combination တွေပါမယ်ဒီကစားကောင်လေးပူတွဲလောက်ဆောင်ပြီးတော့တစ်ဖက်ဘီရင်ကိုချက်မိတ်လုပ်တာမျိုးတွေနောက်တစ်ခါကစားရုပ်အသာရအောင်လုပ်တာမျိုးတွေစသဖြင့်ရှုပ်ကအနှဲငယ်နဲ့အသာစီးရအောင်လုပ်တဲ့အရာတွေကိုဆရာတို့ကတက်တက်လို့ခေါ်ပါတယ်ဟုတ်ပြီဒါဆိုရင်အခုသွားမယ့်သင်ခန်းစာတော့double attack ပါdouble attack ကိုမသွားခင်မှာကိုကချိန်ရွယ်ရမယ့်အရာဘောတဘုကိုကြည့်ရခါမှာအားနည်းချက်တွေကိုကြည့်ရအောင်ဟုတ်ပြီနော်အားနည်းချက်ဘာတွေကအားနည်းလဲဆိုအမြဲတမ်းရှာကြည့်နေရမယ်အဲ့တော့သင်ခန်းစာနောက်သွားမယ့်သင်ခန်းစာအားလုံးမှာကိုအမြဲတမ်းမှတ်ထားမှာကအားနည်းချက်ကိုအမြဲတမ်းလိုက်ရှာကြည့်မယ်အားနည်းချက်ဆိုရင် king ပထမဆုံးအနေနဲ့ king နော် king ဆိုရင်အဲ့ဘီရင်ကမြဲချက်ခံရနိုင်တဲ့အနေအထားမှာရှိနေတယ်ဥပမာဘဲsquare ချက်ခံရမယ့် square မှာလွတ်နေတဲ့ square ရှိတယ်ချက်ခံရနိုင်တယ်ဆိုရင်အဲ့ဘီရင်ကအားနည်းတယ်လို့သတ်မှတ်လို့ရတယ်နောက်တစ်ခါ piece တည်တယ်မှာပေါ့နော် piece တည်တယ်မှာဆိုရင် unprotected piece အကာအကွယ်မရှိတဲ့ကစားရုပ်တွေရှိနေတယ် hanging beat ချိန်ရွယ်ထားခံရတဲ့ attack လောက်ခံထားရတဲ့ piece တွေရှိနေတယ်ချိန်ရွယ်ထားခံရတဲ့ piece တွေရှိနေတယ်ဆိုရင်အဲ့ piece တွေဆိုလေအားနေတယ်လို့သတ်မှတ်လို့ရတယ်ဒါကအလွယ်ဆုံးမှတ်တဲ့နည်းတွေပေါ့နော်တခြားအားနေချက်တွေကအများကြီးရှိရဲကိုယ့်ရဲ့ကစားကောင်တွေဒီအတစ်မဖြစ်တာမျိုးတွေနောက်တစ်ခါ square တွေ weak square တွေစသဖြင့်အားနေချက်တွေကတော့အများကြီးရှိရစစ်တွေ့ရင်ဒါပေမဲ့လို့အဲ့ဒီစစ်တွေ့မှာအားနေချက်အများကြီးတဲ့ကနေဒါကအလွယ်ဆုံးနည်းနဲ့ကြည့်မယ်ဆိုရင်ဘယင်ကအချက်ခံနိုင်တဲ့အနေအထားမှာရှိလားအဲ့မှာချိန်ခံထားတဲ့အကောင်တွေရှိလားဘာမှမဟုတ်လွတ်ချွတ်နေတဲ့ကစားကောင်တွေအကာအကွယ်မရှိတဲ့ကစားကောင်တွေရှိလားဒါတွေကိုကြည့်ပြီးတော့အချိန်တွေမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ဘယင်ကချိန်ခံထားတဲ့အနေအထားမှာရှိနေပါတယ်ဘယင်ကိုချက်လို့ရတဲ့အနေအထားအများကြီးပဲဒီမှာချက်လို့ရတယ်ဒီမှာချက်လို့ရတယ်ဒါကို check သင်ခန်းစာမှာလေ့လာခဲ့ပြီးဖြစ်တယ်အဲ့တော့ဘယင်ကိုချိန်လို့ရတဲ့ square တွေကတော့ဟုတ်ပြီနောက်တစ်ခါ piece အနေနဲ့အားနေနေဒီ knight ကလေးကလည်းအားနေနေတယ်ကာကွယ်မရှိဘူးဒါဆိုရင် double attack သုံးလို့ရလားကြည့်ပါမယ်အဲ့တော့ double attack ကိုဆိုတာဘာလဲဆိုတော့စာပါမယ် double attack ဆိုတာဘာလဲဆိုတော့တဲ့ကိုယ့်ရဲ့ကစားကောင်ကတခွဲတည်းရှုလိုက်တာနဲ့ပြိုင်ဘက်ရဲ့ကစားရုပ်နှစ်ရုပ်လုံးဒါမှမဟုတ်ပြိုင်ဘက်ရဲ့ကစားရုပ်နဲ့စကွဲကိုချိန်ရွယ်လိုက်ပြီဆိုရင်ချိန်တစ်ခါနဲ့ချိန်ရွယ်တာမျိုးချင်းချောက်တာမျိုးကိုခေါ်ပါတယ်အဲ့တော့ကိုက double attack လုပ်လိုက်ပြီဆိုပြိုင်ဘက်ကသူ့မှာရွေးချယ်စရာတစ်ခုပဲရှိရဲဒါဆိုရင်သူကရွေးချယ်စရာတစ်ခုလို့ရင်ကိုက channel တစ်ခုကို3p ရမှာပဲဖြစ်ပါတယ်ဒါမှမဟုတ်point အတားရမှာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီမှာကြည့်ကြပါဒါဆိုရင်တကွက်တဲ့နဲ့ကိုက queen ကိုတကွက်ပဲရွှေ့မယ်ရွှေ့ရတယ်ဒီ king ကိုလည်းချိန်ပြီးသားဖြစ်ရမယ် knight ကိုလည်းချိန်ပြီးသားဖြစ်ရမယ်ဒါဆိုရင်ဘယ် square ဖြစ်မလဲလုံးစဉ်းစားစီပါမယ်အဲ့တော့ဒီနေရာမှာဆိုနှစ်ကွက်ရှိတယ် queen f4 ရှိတယ် queen d7 ရှိတယ်ဒါဆိုဒီနှစ်ကွက်လုံးမှာဘယင်ကိုလည်းချိန်တယ် knight ကိုလည်းချိန်ပြီးသားဖြစ်တယ်ဒါဆိုရင် check ပထမတစ်ချက်အနေနဲ့ကိုရဲ့ရွှေကွက်တစ်ကွက်နဲ့ enemy ရဲ့ piece တစ်ခုလုံးကိုချိန်ရွယ်ထားပြီးသားဖြစ်တယ်သူကရွေးချယ်မှုတစ်ခုလုံးရင်ကျန်တဲ့ရွေးချယ်မှုအနေနဲ့ကိုကအသာကြီးရတော့မှာဖြစ်ပါတယ်နောက်ဆုံးနောက်တစ်ခုအနေနဲ့ကြည့်ကြည့်မယ်ဒီနေရာမှာဆိုရင်ကိုကအမဲပါအမဲဆိုတော့အဖြူမှာအားနေနေရကောင်နေရှိလာကြည့်တဲ့အခါမှာဒီ king လေးကချက်ခံရတဲ့အနေအထားမှာရှိနေနိုင်တယ်သူမှာကာကွယ်ပေးထားတဲ့ပေါ်နေမရှိဘူးအဲ့တော့ဘယင်ကချက်ခံရနိုင်တယ်နောက်တစ်ခုသူ့မှာအကာအကွယ်မရှိတဲ့ကောင်ကြီးရဲ့အခါမှာမင်းကတော့ပေါ်လေးကကာကွယ်ပေးထားတယ်ဒါကြောင့်မို့ဘယင်ကအကာအကွယ်ရှိရယ် ori ပေါ်ရဲ့ဒီ bishop ရဲ့ဒီနှစ်ခုအဆိုရင်အကာအကွယ်မရှိဘူးအဲ့တော့ double attack လုပ်လို့ရလားကြည့်ကြည့်ပါမယ် double attack လုပ်လို့ရလားဆိုရပါတယ်ဥပမာပေါ်နဲ့ king ကို double attack လုပ်ချင်တယ်ဆိုရင်တော့ queen ကို h3 ဆိုပြီးတော့တွားလိုက်လို့ရပါတယ်ဒီတက်ပို့ပြီးတော့ကိုကအမြတ်လဲရခြင်းနဲ့ဆိုရင်တော့ bishop နဲ့ဒီကောင်လေးကိုချိန်လို့ရလားကြည့်ကြည့်နော်ဒါပေမဲ့လောဘကြီးပြီးတော့သွားချိန်မယ်ဆိုရင်လည်းဘာဖြစ်သွားနိုင်လဲဆိုတော့ကိုကဒီမှာချိန်မယ်ဆိုရင်သူကပြန်ကာသွားတာမျိုးရှိတတ်ပါတယ်ဒါကကတ္တရာကချက်မှာတင်ခဲ့ပြီးသားပါဒါကြောင့်မို့လောဘလည်းရန်ကြည့်လို့မရဘူးဒါကတခါတည်းစဉ်းစားမယ်ဟာဖြစ်ပါတယ်အဲ့တော့ win h3 ဆိုရင်ဘယင်လည်းချက်ပြီးသားဒီပုံးလေးကိုလည်းစားဖို့ချိန်ပြီးသားဖြစ်ပါတယ်ဒါဆိုရင်ဒီလိုမျိုးစားလိုက်မှာဖြစ်ပါတယ်
ဒီအားဆိုရင်ကျွန်တော်တို့ကအဖြူရွှေ့လည်းမဟုတ်ပါဘူးအမဲရွှေ့လည်းပါအမဲရဲ့အားနည်းချက်ကိုအမဲရွှေ့လည်းဆိုအဖြူရဲ့အားနည်းချက်ကိုအရင်ရှာပါမယ်အဖြူအနေနဲ့ like လေးကို king ကကာကွယ်ပေးထားတယ်ဒီ king ကချက်ခံရနိုင်တဲ့အနေအထားမှာရှိတယ်ဒီ root က unprotected ဖြစ်နေတယ်ဒါဆိုရင် root ကအကာအကွယ်မရှိဘူး king ကလည်းအားနည်းနေတယ်ဒီနှစ်ကောင်လုံးတပြိုင်နက်ချိန်လို့ရတဲ့ score တွေရှိတာကျွန်တော်စဉ်းစားကြည့်ပါမယ်ရှိပါတယ်ဒါဆိုရင် queen ကို G7 ဆိုရင်ဘယင်းကိုလည်းချက်ပြီးသား root ကလေးကိုလည်းချိန်ပြီးသားဖြစ်ပါတယ်ဘယင်းရှောင်းတာနဲ့ဒီ root ကိုလမ်းစားလိုက်လို့ရပါပြီအဲ့တော့တခုကြည့်ရမှာကအလွယ်နည်းနဲ့မှတ်မယ်ဆိုရင် root ကိုချိန်မယ်ဆိုတော့တိကျတဲ့ root ကို root လမ်းကြောင်းနဲ့သွားချိန်တော့အစားခံမှာဘာလို့ဆိုတော့သူ့လမ်းကြောင်းပေါ်မှာရောက်နေတဲ့အတွက် root ကိုစားမယ်ဆိုရင်ချိန်မယ်ဆိုရင်diagonal ကနေချိန်လို့ရပါတယ်ဟုတ်ပြီဒါခုနဆိုရင် queen နဲ့ double attack လောက်သွားတာရှိပါတယ်ဖြစ်ပါတယ်အခုဆိုရင်ဒီမှာအဖြူရွှေ့လဲမှာ king ကချက်ခံနိုင်တဲ့အနေအထားမှာရှိတယ် bishop လည်းအကာအကွယ်မရှိဘူးဒါဆိုရင်လေking တစ်ကောင်နဲ့လုပ်လို့queen တစ်ခုတည်းနဲ့ပဲလုပ်လို့ရတာမဟုတ်ပါဘူးဒီလိုမျိုး root နဲ့ချက်ပြီးတော့လေ double attack လုပ်လို့ရပါတယ်ဒါဆိုရင် king ရှောင်းရင်ကျွန်တော် bishop လေးကိုစားလိုက်လို့ရပါတယ်အဲ့တော့ဒီနေထားမှာဆိုရင်ကျွန်တော်တို့ကအမဲပါအားနေချက်ကြည့်ရင် king ကချက်ခံရနိုင်တယ် knight ကအကောက်ကမရှိဘူးဒါဆိုရင်ခိုးရဲ့ piece တစ်ခုနဲ့ကစားကောင်ရဲ့ကစားရုပ်နှစ်ခုလုံးကိုတပင်နဲ့တက်ခိုက်နိုင်လာကြည့်ပါမယ် bishop လေးကိုသာ f4 ဆိုရင် d2 က king ကိုချိန်ပြီးသားဖြစ်တယ်လို့ a6 က knight ကိုချိန်ပြီးသားလည်းဖြစ်ပါတယ်ဒါကြောင့်မဒီထားမှာဆိုလဲ double attack အနေနဲ့ knight ကို free ရမှာဖြစ်ပါတယ်ဒီအနေထားကိုကြည့်ပါမယ်ခုနက bishop နဲ့လောက်သွားတယ် bishop နဲ့လောက်သွားတယ် rook နဲ့လောက်သွားတယ်queen နဲ့လောက်သွားတယ်ဒီအနေထားမှာဆိုရင်တခြားကစားကောင်တွေနဲ့ knight နဲ့လည်းလောက်လို့ရပါတယ်ဥပမာဒီနေရာမှာဆိုရင် king ကလည်းအားနေနေချက်ခံရနိုင်တယ် knight ကဒီကလည်းချက်ရတယ်ဒီကလည်းချက်ရတယ် rook ကလည်းအကာအကွယ်မရှိဘူးဒါဆိုရင်knight e4 ဆိုပြီးချက်လိုက်ပါမယ်ချက်လိုက်တာနဲ့ဘယင်ကရှောင်းတာနဲ့ကျွန်တော်တို့ကဒီ piece လေးကိုစားလိုက်လို့ရပါတယ်ဒီလို knight နဲ့ double attack လောက်တော့ fork လို့ခေါ်ပါတယ်ဒီနေရာမှာအဖြူရွှေ့လဲဆိုရင်ကျွန်တော်တို့ဘာရွှေ့မလဲ double attack လုပ်ချင်တယ်ခုနကစားကောင်တွေလုပ်လို့ရတယ်pawn အနေနဲ့လည်းကျွန်တော်လုပ်လို့ရလားဆိုတော့ရပါတယ်ဒီနေရာမှာ knight နှစ်ခုလုံးကဒီလိုမျိုး c5 မှာရှိနေရယ် e5 မှာရှိနေရယ်ဒီလိုနေထားပြီးမှဆိုရင်ကိုက d4 ဆိုပြီးတော့တက်လိုက်တာနဲ့တေးကြတဲ့ knight တစ်ကောင်ပဲသူကရှောင်လို့ရအောင်မယ်ရှောင်တာနဲ့ကျွန်တော်တို့ကကျန်တဲ့ knight တစ်ကောင်ကိုစားလိုက်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီနေထားမှာကိုကအဖြူဆိုရင်ဘာရွှေ့မလဲကြည့်ကြည့်ပါမယ်ဖြူရွှေ့လဲမှာ double attack လုပ်လို့ရတာဆိုတော့ queen ကတော့sorry knight ကတော့အကာအကွယ်ရှိရယ် rook ကကာကွယ်ပေးထားတယ်ဒါပေမဲ့ဒီ rook ကိုယ်တိုင်ကအကာအကွယ်မရှိဘူးဒါဆိုရင်ကျွန်တော်တို့က king လေးကို e6 လို့ရွှေ့လိုက်တာနဲ့ဒီမှာအကာအကွယ်မရှိတော့ပါဘူးဒီခွင့်ရrook ကို knight ကကာကွယ်လို့မရဘူးဒီမှာထပ်ပြီးတော့ knight ကိုကာကွယ်ခြင်းနဲ့နောက်တစ်လက်မှာဒီ rook ကစားခံဒါကြောင့်မို့လူရှောင်းရင်ဒီ knight ကလေးကအစားခံလိုက်မှာဖြစ်ပါတယ်အဲ့တော့ပြောချင်တာက double attack ဆိုတာကျွန်တော်တို့ရွှေ့ကွက်တစ်ကွက်ရွှေ့လိုက်တာနဲ့တစ်ဖက်ပြိုင်ဘက်ရဲ့piece ရဲ့ square ရဲ့ကိုတစ်ပြိုင်နဲ့ချင်းချောက်လိုက်တယ်ဒါမှမဟုတ် piece နှစ်ကောင်လုံးကိုချင်းချောက်လိုက်တာမျိုးဖြစ်ပါတယ်တစ်ခုရွှေ့လိုက်တာနဲ့ပြိုင်ဘက်က double attack လောက်ခံလို့တစ်ခုရွှေ့ရတယ်ကိုကကျန်တဲ့တစ်ခုကိုတာစီရအောင်ကစားမဲ့အပူရတာဖြစ်ဖြစ်ချက်မဲ့ပဲဖြစ်ဖြစ်ဒီလိုမျိုးအရာယူနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ double attack ကဆိုရင်ကျွန်တော်တို့သိထားမဲ့တတိတေတွေကတစ်ခုအပေါင်းပဲဖြစ်ပါတယ်ဒါက theory ဖြစ်တဲ့အတွက်ကစားရုပ်တွေကို short ချထားတာဖြစ်တယ်အဲ့တော့ကစားရုပ်တွေတကယ်ကစားတဲ့ real game တွေမှာကျွန်တော်ဒီလောက်ကြီးလည်းမလွယ်ဘူးဒါပေမဲ့ theory ဖြစ်တဲ့အတွက်ကစားရုပ်တွေ short ချထားတာဖြစ်တယ်အတွက်ကြောင့်မို့ဒီတဲ့တကယ် real game လိုမျိုးကစားရုပ်တွေများများနဲ့ double attack ကိုလေ့ကျင့်နေတယ်ဆိုရင်တော့ဒီ Telegram channel မှာကျွန်တော်တို့Telegram channel မှာပုံမှန်တင်ပေးထားတဲ့လေ့ကျင့်ခန်းတွေရှိပါတယ်အဲ့လေ့ကျင့်ခန်းတွေနဲ့လေ့လာလို့ရပါတယ်လေ့ကျင့်ခန်းတွေလုပ်ပြီးတော့လာရောက်ပြီးတော့အဖြေကိုတိုက်ချင်တယ်ဆိုလေ
ဒီ Telegram ကနေပြီးတော့ personal ကနေပြီးတော့အဖြေပို့ပေးလို့ရပါတယ်အဲ့မှာအဖြေတိုက်ပေးရမျိုးလည်းရှိပါတယ်အဲ့တော့ဒီ Telegram channel ကို join နေဆိုတော့ဒီ YouTube link ရဲ့ YouTube description ရဲ့အောက်မှာကျွန်တော်တို့ link လေးချပေးထားပါတယ်အဲ့ link ကနေတစ်ဆင့်ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်